မင်္ဂလာပါရှင်ဒီနေ့မနင်းကအရန်ကိုမှဖူးချင်ခဲ့ဘူးတဲ့နေရာလေးကတော့ဝပနန်စင်တူတော်နဲ့ဇေဒီတော်တွေဖြစ်ပါတယ်ရှင်ပုံမှန်ဆိုရင်မနင်းကအမြဲတမ်းရောက်ဖြစ်ပါတယ်ဖူးဖြစ်ပါတယ်သို့တော်လည်းပဲလှည့်စီးပြီးတော့ဓာတ်ပုံလေးတွေရိုက်ချင်နေပေါ့နော်တခါမှကိုအကြံစီမအောင်မြင်ခဲ့ပါဘူးရှင်တငယ်ချင်းတွေတိုင်မင်းနေတော့ဖူးရအောင်တငယ်ချင်းဆိုလှေစီးရမှကြောက်တယ်တော့ဖူးရအောင်တငယ်ချင်းဆိုမအားဘူးဘလို့ပဲဖြစ်ပေါ့နော်ဒီလိုမျိုးဒီလှေစီးပြီးတော့နောက်ကျောကနေပြီးတော့ဓာတ်ပုံလေးအရန်ရိုက်ချင်တယ်လှေစီးပြီးတော့ကြီးညိုချင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နိုင်ငံသားတွေတော့မှတွေ့လာအမှလှေတွေစီးပြီးတော့လာပြီးတော့ပုံရိုက်ကြတယ်မတန်းတင်ကြတယ်အဲ့လိုမျိုးပေါ့ကိုကဗုဒ္ဓဘာသာတရားအနေနဲ့ကျတော့လေထိုင်းနိုင်ငံတွေမှာနေတဲ့အချိန်လေးတွေမှာမတန်းလေးတွေတင်ခြင်းနဲ့ရေမကြောက်ဘူးလားဆိုတာရေတော့နည်းနည်းတော့ကြောက်တာပေါ့သို့တော့ကိုလှုပ်ချင်တာတစ်ခုရှိတယ်ဆိုရင်ကြောက်စိတ်ကဘယ်ရောက်သွားမှမသိဘူးပေါ့နော်အဲ့ဒါနဲ့မနင်ကဒီနေ့ရောက်အောင်ဖူးဖြစ်ခဲ့ပါတယ်လှေစီးတဲ့နေရာမှာလေလှေတေးလေးကိုတယောက်တည်းပဲငါခွင့်ရခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကြည့်ပါအောင်တယောက်မှမပါဘူးเนาะအတူစုံတဲ့လှေကိန်းမှာစုံတဲ့မြမမလေးတွေကိုလည်းခေါ်တယ်လှေစီးရမှာကြောက်လို့ရေကြောက်တယ်တဲ့ခေါ်မရအောင်ကဲဘာပဲဖြစ်တယောက်တည်းမနင်ကတော့အရေးစွန်ပြီးတော့ရိုက်ခဲ့ပါတယ်အဲ့တော့အရင်ပုံလှကောင်းလေးတော့မရအောင်ပေါ့နော်ပုံလေးတွေလည်းတည်တံ့တင်ပေးပါမယ်ရှင်ဒါကတော့ဗီဒီယိုလေးကိုမရအောင်ပေါ့နော်အရေးစွန်ပြီးတော့ရိုက်လာခဲ့ပါတယ်ဟောပါနန်ဒီစင်တူတော်ကြီးကြီးညိုပူစော်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီမှာပုံလေးတွေတွားရရတယ်တရားထိုင်လို့လည်းရတယ်နော်မနက်ဖြန်ဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့လွယ်ကထုံရက်လေးဖြစ်ပါတယ်မီးမျောကြမယ်အဲ့လိုမျိုးတွေရှိရပေါ့နော်အခါကြီးရဲ့ကြီးပေါ့ဒီနေ့ကတော့မြန်မာဥပုံမနက်ဖြန်ထိုင်းဥပုံတော့နော်အဲ့လိုမျိုးပါအဲ့တော့ကိုကဗုဒ္ဓဘာသာလည်းဖြစ်တယ်ဗုဒ္ဓဘာသာမဟုတ်လေလာရောက်လေ့လာတဲ့သူတွေအများကြီးပဲလှေတွေနဲ့ပေါ့နော်ဘယ်လိုပြောမလဲမနေ့လည်းလှေစီးတဲ့အတွေ့အကြုံတစ်ခါမှမရှိဘူးပါဘူးဒီဟာနှစ်နဲ့ချီနေပြီတကယ်ကို4-5-6နှစ်လောက်ရှိပြီဒီလိုမျိုးလေးလှေလေးနဲ့စီးရင်နဲ့ဒီလိုမျိုးပုံလေးတွေရိုက်ချင်ခဲ့တဲ့စိတ်ကူးကဒီနေ့မှပဲအကောင့်ထဲပေါ်ဖြစ်ပါတယ်ဒါကလည်းအဖော်တွေပါနေမသွားဘူးဆိုရင်တော့မသွားဖြစ်တော့ဘူးပေါ့နော်သွားတယ်ဆိုလဲချက်ချင်းရောက်သွားမယ်ဒီနေ့ကတယောက်တည်းဖြစ်တယ်ဆိုတော့ကိုသွားချင်တဲ့နေရာကိုတယောက်တည်းစိတ်လွတ်လက်လွတ်သွားချလိုက်တယ်ပေါ့နော်အဲ့တော့မနစ်နဲ့အတူတူဖယားကြီးကိုဖူးမြော်ခွင့်ရတဲ့သူတွေအားလုံးလူရဆန္ဒတွေလည်းပြေပါစေအားလုံးလည်းအလောက်ကင်တွေလည်းအဆင်ပြေကြပါစေရှင်ကောင်းကျိုးလူရဆန္ဒမှန်သမျှကလုံးတော်ရတယ်ပြေပါစေလို့မနင်ကဆုတောင်းပေးလိုက်ပါတယ်ရှင်ကဲဒီနေရာကျတော့လှေတွေအများကြီးစုံတဲ့နေရာလှေကွေ့တဲ့နေရာလေးဖြစ်သွားပြီပေါ့နော်မနင်ကတော့ခဏလေးပဲလှေလေးကိုငားတာဖြစ်ပါတယ်ဟိုလိုမျိုးလမ်းတစုံကြီးသွားတဲ့လှေကိုမစီးဖြစ်ပါဘူးတယောက်တည်းဖြစ်တယ်ဆိုတော့ပေါ့နော်အဲ့ဒါကြောင့်လှေကိတ်ကိုသွားရမယ်တွေ့လားကြီးညိုစရာကောင်းတယ်စင်တူတော်ကြီးမောပါနန်ကစင်တူတော်ကြီးဖြစ်ပါတယ်ရှင်မရောက်ဖူးတဲ့သူလည်းသွားရောက်ဖူးမြော်ဖို့တိုက်တွန်းလိုက်ပါရစေရှင်တိုက်တွန်းလိုက်ရတဲ့အကျိုးအကြောင်းလည်းလူရဆန္ဒတွေပြေးပါရစေရှင်ကဲတော့ကြီးနော်လေစီးတာတကယ်ကြောက်စရာမကောင်းပါဘူးလေမောင်းကျွမ်းကျင်တဲ့လေစရာတွေလိုက်ပို့ပေးတာဖြစ်ပါတယ်ရှင်ဒါဝက်ပါနန်းနောက်ကျောမှာရှိတဲ့လှေစီးတဲ့ရေချောင်းလေးဖြစ်ပါတယ်ရှင်ကဲဒါကတော့လေပေါ်မှာဟိုဘက်လှည့်ရိုက်လိုက်ဒီဘက်လှည့်ရိုက်လိုက်တယောက်တည်းဆိုတော့ရိုက်ပြီးမဲ့သူမရှိဘူးဓာတ်ပုံလေးကတော့လှေစရာလေးရက်ပြီးတော့ရိုက်ပြီးပါတယ်သို့တော်လည်းပဲရေမမြင်ရဘူးသူရိုက်တော့ရိုက်ပြီးလိုက်ပါတယ်ပြီးတော့မှပုံလေးတွေတင်ပေးမယ်ရှင်ဒီလိုလေးရိုက်ချင်တယ်ဆိုတော့လေသူကရက်ပြီးတယ်ကိုဖတာကိုရိုက်မှာဖရားရဲ့ရေမြောင်းလေးရဲ့ရေလေးတွေရဲ့မြင်ရတယ်ပေါ့နော်သူ့ကိုတက်ပုံရိုက်ခိုင်းတာတော့ရေမမြင်ရအောင်လှေပေါ်မှာကိုထိုင်နေရတယ်နောက်မှဖရားပုံနဲ့ဒါပဲမြင်ရတယ်ပေါ့နော်ကဲပါဖြစ်ဒီနေ့ကတော့အရန်ကိုပျော်ရွှင်ခဲ့ရပါတယ်ရှင်ကဲလေပေါ်ဆင်းมาတော့မယ်ရှင်ခဏလေးပဲเนาะအဲ့လိုမျိုးခဏလေးပဲတော့ရောက်ခဲ့ပါတယ်ကဲဒါကတော့ရေချောင်းဖြစ်ပါတယ်ရှင်ဒီမှာလှေတွေသွားနေကြတယ်ပေါ့နော်ဒါနောက်ကျောဘက်ကနေပါရှင်နောက်ကျောဘက်ကနေလှေစီးပြီးတော့အပေါ်လှေကားပေါ်ဗာလဲတရားပေါ်လာရိုက်တာဖြစ်ပါတယ်ရှင်တရားပြောတာတွေလည်းမားရင်စိတ်မဆိုးနဲ့ခဏပြောမားတယ်သီလားပြောတဲ့အကျင့်တိတ်မရှိတာရှိနေတာကိုမရလားကဲဒါကတော့ကိုရီးယားမလေးလားတရုတ်မလေးလားမသိဘူးเนาะထိုင်းရိုးရဝတ်စုံလေးတွေနဲ့ရိုက်နေတာ
သူတို့အင်္ဂလိပ်လိုပဲပြောကြတယ်ရှင်ရွေးရဝတ်စုံလေးတွေဂျုံလုံးလေးပေါ့နော်ခေတ္တကတော့မနင်းရဲ့ဖះကျောင်းဝင်းထဲမှာဖြစ်ပါတယ်ရှင်အခုနာကတော့ဖះရဲ့နောက်ကျောဘက်ကလှေစိတ်ကနေရိုက်တင်ပေးတာဖြစ်ပါတယ်ရှင်ကဲဖူးမျိုးကျင်ယူရသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေမြန်မာနိုင်ငံကြီးလည်းအေးချမ်းသာယာရှိပါစေထိုင်းနိုင်ငံတနိုင်ငံလုံးလည်းအေးချမ်းသာယာရှိပါစေတကဘာလုံးလည်းကျမ်းမာချမ်းသာလူရဲ့ဆန္ဒတွေပြည့်ပါစေဘေးမျိုးမျိုးကပ်ဘေးအမျိုးမျိုးဝစ်စင်းရဲ့အမျိုးမျိုးမှလည်းကင်းလွတ်ငြိမ်းချမ်းကြပါစေရှင်မနှင်းကိုနိုင်ကလည်းဒုက္ခမျိုးစုံအခက်အခဲမျိုးစုံအားလုံးကိုကြော်လွှားနိုင်တဲ့သူဖြစ်ပါရစေထိုင်းနိုင်ငံမှာလည်းဒုက္ခဆိုတာမကြုံဘူးတလောက်ကိုကြုံခဲ့တဲ့ဒုက္ခတွေကဒီဟောပါနံစင်လူတော်ကြီးကိုဖူးမြော်သည့်ချိန်မှစ၍ပိန်းကြဘတ်ပေါ်ရေးမတင်တကယ်သူဒုက္ခဟုတ်သည်များကင်းဝေးပါရစေအရှင်ဘုရားနတ်လူသားတို့ခေါ်စီတော့ကုသိုလ်ထပ်တူရကြပါစေရှင်